စူဒါကနေဖန်ကားကိုသွားတဲ့လမ်းဘေးလေးမှာတောင်အတက်မှာရေတကွန်တစ်ခုရှိတယ်အဲရေတကွန်ကိုဝင်ကြည့်မယ်မိုးရွာတာတော့ရေကတော်တော်များနေတာပဲဗျရေဆင်းတော်တော်ကောင်းနေတယ်ခါတိုင်းကတယောက်တည်းသွားနေတော့ဒီထဲကိုမဝင်ပြည့်ဘူးနောက်ပြီးတော့နိုင်ငံသားတွေကရှိနေတော့တယောက်တည်းဆိုတော့မဝင်ရဲဘူးဒီတစ်ခါတော့မိမနဲ့သွားရတယ်ဆိုတော့ဝင်ကြည့်လိုက်တာရေတကွာမြင့်ကြီးပဲဖုန်းထဲမှာတော့တိတ်မမြင့်ဘူးရေတော်တော်ဆင်းနေတယ်ရေမိုးရွာတာတော့ရေတော်တော်အများကြီးဆင်းနေတယ်အေးချမ်းနေရောပဲလေအေးနေရောပဲတစ်ပင်ရိုက်တွေနဲ့ရေတကွန်နဲ့ဆိုတော့အေးနေရောပဲလမ်းကြောတစ်ခါတော့ဝင်လေကြပါခမ